မြတ်စွာဘုရားရှင်ရဲ့နောက်တော်ပမတကြံမင်းကြီးကသပိတ်နဲ့နထသင်္ကန်းကြီးပိုက်၍ကပ်ပြရာဖြစ်နေလိုက်ပါလာသည်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကပင်စတိကနတ်သားရဲ့ဂီလူဝနတ်ဆောင်ကြီးတီလို့နတ်တူရိယာနတ်သချင်းနေနဲ့တာယာငိမ့်ညုံကောင်းမြတ်စွာပူဇော်ပြီးတော့ဆင်းသက်လိုက်ပါပို့ဆောင်ခဲ့သည်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကနေမာဒလိနတ်သားကနတ်ပန်းနေတဖွာဖွာကျဲလို့လိုက်ပါလာသည်မြတ်မင်းကြီးတွေကကနဲ့ကရန်ထီဖြူတွေမိုးလို့တဝန်ကုတ်ကမလေးဝါးတွေတလူလူတလွင့်လွင့်နတ်တွေရဲ့ခန္ဓာကိုယ်ကထွက်တဲ့ကိုယ်ရောင်ကိုယ်ဝါးတွေမြတ်မာတွေရဲ့ကိုယ်ကထွက်တဲ့အယောင်အဝါးတွေအလည်းဖြစ်တဲ့ဗရမယဆောင်နဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ခန္ဓာကိုယ်တော်ကလီလရောင်ကြီးတော်တွေပိတရောင်ကြီးတော်တွေလောဟိတရောင်ကြီးတော်တွေဩဒတရောင်ကြီးတော်တွေမြင်စိတ်ထရောင်ကြီးတော်ပြူပြူပြက်ပြက်ပပတရရောင်ကြီးတော်ဆိုတဲ့ရောင်ကြီးတော်6သွဲတွေဟာနတ်တိမြမတွေရဲ့ကိုယ်ရောင်ကိုယ်ဝါတွေဖုံးလွှမ်းပြီးမှပြူပြူပြက်ပြက်တလဲလဲကွန်မြူနေတာဘယ်နေတော့ဖြည်းဖြည်းချင်းနှိမ့်ဆင်းလာဟောဆောင်းနှန်းချေမှာရှင်သာရိပုတ္တရာဥဆောင်တဲ့တပည့်ယဟန်900အဲ့ဒီနောက်ကမှဖွင့်နေတဲ့လူတုပေးတတ်ကြီးကလက်အုပ်ချီလို့ဇောင်းနံသုံးသွင်းနဲ့တင့်တဲ့တပ်ပဲကဆင်းသက်ကြွမြန်တော်မူလာတဲ့မြတ်စွာဘုရားရှင်ရဲ့ရောင်ကြီးတော်တွေဖူးရတာရင်ထဲမှာပီတိတွေပြုတ်လို့လေပေးတတ်ကြီးဗုဒ္ဓမြတ်စွာအတက်တုံးကလိုပဲရင်မိအစုံတဘိုးကုံထပ်ပြီးပြပါတယ်ပြီးတော့မြတ်စွာဘုရားအရက်ရှစ်မျက်နှာအထက်အောက်10မျက်နှာကြည့်လိုက်တော့စัจ java လာပေါင်းများစွာဟင်းလင်းပွင့်သွားတယ်ဒါကြောင့်အဲ့ဒီနေ့ကလူတွေကလည်းနတ်တွေကိုမြင်ရတဲ့နေ့နတ်တွေကလည်းလူတွေကိုမြင်ရတဲ့နေ့ထူးမြတ်တဲ့နေ့ဆိုတော့ဒီလိုသဘောပေါက်ရတယ်မှန်လားပိဿကြီးတို့ဖြည်းဖြည်းချင်းဆင်းသက်လာဒကာမတွေဟာလေအသက်ရှူဖို့မေ့နေမတတ်ပဲအားကြကြည်နူးနေတာဘုရားမြတ်စွာအဲ့ဒီနေ့ကဖယားကြီးညိုပွဲကောင်းလွန်းလို့လေပိဿကြီးဖယားစုမပန်တဲ့သူမရှိဘူးလို့စာကပြောတယ်